မြင်းကလင်ဘေးအန္တရာယ်ကြားရောက်လာပါကအရေးပေါ်လှုပ်ဆောင်တင်သည့်အချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်တအိမ်အတွင်းသို့အဆောက်အဦအတွင်းရှိပါကခေါင်းကိုကာကွယ်ပါစပွဲခုံအိယာစသည့်ခိုင်ခံသောပစ္စည်းအောက်တွင်ခေါင်းကိုဝင်ရောက်ကလက်ဖြင့်ကာပါတရင်ပေါက်မီးဖို့ပိုးအားမြင့်ပစ္စည်းများနှင့်ဝေးဝေးနေပါဖန်ခွဲများမီးလောင်နိုင်သည့်ပစ္စည်းများမှကင်းဝေးအောင်နေပါဓလေကားမသုံးပါနှင့်လှေကားပြေးကိုအရေးပေါ်အသုံးပြုပါအချိန်မီထွက်ခွာနိုင်ပါကအနည်းဆုံးဘေးကင်းရာနေရာသို့တတိထား၍ရွှေ့ပါနှင့်အပြင်တွင်ရှိပါကကျေပြန့်သောနေရာသို့ရွှေ့ပါအဆောက်အဦလျှက်စစ်ကြိုးတစ်ပင်များနှင့်ဝေးရာသို့သွားပါမြေပြင်ပေါ်လဲနေပါငလင်တုံလုံးမှုပြီးသည့်အထိမတ်တက်မရက်ပဲလှဲနေပါသုံးကားမောင်းနေစဉ်ငလင်လှုပ်ပါကကားကိုဖြည်းဖြည်းရက်ပါလမ်းဘေးဘေးကင်းသောနေရာတွင်ရက်ကာအင်ဂျင်ပိတ်ထားပါတရားနှင့်လျှက်စစ်ကြိုးအနီးမရက်ပါနှင့်ပြိုကျနိုင်သောနေရာများမှရှောင်ပါလေးငလင်ရက်ပြီးနောက်အရေးပေါ်ပစ္စည်းများယူပါရေဆေးဘက်ဆိုင်ရာပစ္စည်းဖုံးတအားပေးဆက်စသည်တို့ကိုအဆင်သင့်ထားပါသတင်းအချက်လက်ရယူပါရေဒီယို TV တို့အွန်လိုင်းမှာတဆင့်နောက်ဆုံးရသတင်းများကိုစောင့်ကြည့်ပါအိမ်ပြန်မဝင်မီပျက်စီးမှုစစ်ဆေးပါဓာတ်ငွေ့ရည်လျှက်စစ်လိုင်းများပျက်စီးမှုရှိမရှိစစ်ဆေးပါအခြားသူများကိုကူညီပါအထူးသဖြင့်ကလေးသက်ကြီးရွယ်အိုနှင့်မတန်ဆွမ်းသူများအားဦးစားပေးကူညီပါမြင်းငလင်သည်ကြိုတင်သတိပေးချက်မရှိဘဲရုတ်တရက်ဖြစ်ပေါ်တတ်သောကြောင့်ကြိုတင်ပြင်ဆင်မှုများဥပမာအရေးပေါ်အိတ်ဘေးလွတ်ရာနေရာစီစဉ်ခြင်းပြုလုပ်ထားရန်အရေးကြီးပါသည်